ချောင်းဆန်းမင်းဒါနဂါမင်းကြီးရဲ့ပင်လယ်စောင့်တပ်စခန်းကိုတန်းဆွဲလာတာပဲအားလုံးပဲတေချာကြည့်လိုက်ကြစမ်း3မီတာရှည်တဲ့တူနာငါးဘရင်ကြီးကလျံမီသားစုရဲ့တန်ခွန်လေးကြီးတွေပင်လယ်ထဲမှာ3ရက်လုံးပတ်မွေနေတာတော့ဒီငါးရဲ့အရေးအယောင်ကိုတော့မမြင်ခဲ့ရဘူး3မီတာရှည်တဲ့တူနာငါးဘရင်ကြီးကိုငါတစ်သက်လုံးမမြင်ဘူးတစ်သက်လုံးငါဖမ်းလာတာဒီလောက်ကြီးတာမျိုးတစ်ခါမှမကြုံဘူးမင်းဒါနဂါမင်းကြီးရဲ့ပင်လယ်စောင့်တပ်စခန်းကိုတန်းဆွဲလာတာမဟုတ်လားချောင်းဆန်းကြီးလေးမင်းဒီဖုန်းဆက်လိုက်တာတကယ်ကိုအကွက်စီလုံးနဲ့ငါးတကောင်ကိုတတန်းဝိုင်းရွာဒါကိုငါယူသွားပြီးတစ်မျိုးလုံးမှာအကြီးဆုံးလေလံပွဲစားတောက်ပွဲလုပ်မယ်မင်းကောင်းညိတ်တာနဲ့ငါချက်ချင်းပတ်စံထုတ်ပေးမယ်တတန်းနဲ့လားဒီစင်းရဲသားကောင်ကပင်လယ်ထဲထွက်သွားတာနိုင်ဝက်လောက်ပဲရှိသေးတယ်ငါ30ဘဝစာရှာရမယ့်ပတ်စံကိုရှာနိုင်သွားပြီပေါ့အားရစရာကြီးกว่าတကောင်ကိုတတန်းနဲ့လျှံဟိုင်ဖုန်းမင်းကငါ့ကိုစင်းရဲတယ်လို့အထင်သေးခဲ့တာမဟုတ်လားအခုငါအိတ်ထဲကပတ်စံတွေကမင်းတို့တမိသားစုလုံးရဲ့အသက်ကိုပါဝယ်လို့ရတယ်မရောရဘူးဒီငါကငါတို့လျံမိသားစုရဲ့ငါးလမ်းကြောင်းတွေကငါကြီးပဲမင်းဝယ်လို့မရဘူးဘသူဆယ်ယူနိုင်ရင်ဘသူဥစ္စာပဲမင်းငါစီးပွားရေးကိုထပ်ပိတ်ပင်အောင်မယ်ဆိုရင်မင်းအဖေပါဝင်အကုန်ရှင်းပြမယ်ဥမှန်ချမ်းကျွန်တော်ကူးချောင်ဆန်းဒီနေ့တရားဝင်လူကြီးဆောင်ရနဲ့လာတောင်းရမ်းတာပါဒီတစ်တာထဲမှာတတန်းရှိတယ်ဥတို့တမိသားစုလုံးရဲ့ကွန်ရက်ကိုဝယ်ဖို့လောက်ပြီလားတတန်းမင်းကောင်လေးကတကယ်ပဲနိုင်ဝက်တွင်ဒီလောက်များကြီးရှာနိုင်ခဲ့တာလားဒါတွေအကုန်လုံးကကြည့်ရအတွက်တင်တောင်းတဲ့အမွေနှစ်ပစ္စည်းတွေလားချောင်းဆန်းမင်းမနေ့ကမှလှေဝယ်ထားတာဒီနေ့ကြတော့လေဒီလောက်ပတ်စံများကြီးယူလာပြန်ပြီးမင်းပေါင်ကြော်တဲ့အလုပ်မျိုးတွေတော့သွားမလုပ်ပါနဲ့နော်ကြည့်ယူစိတ်ချပါဒီပတ်စံတွေကတန်တန်ရှင်းရှင်းပါကျွန်တော်ကိုရည်ချင်းနဲ့ကိုပင်လယ်ထဲကနေရှာဖွေစေယူလာတာဒီနေ့ကျွန်တော်မင်းကိုတိတ်ခါရှိရှိနဲ့တရားဝင်လက်ထပ်ယူမှာပါရှမ်းမန်ထန်းမင်းဒီပတ်စံကိုယူရဲရင်ယူကြည့်လိုက်လေမင်းရဲတာစမ်းကြည့်လိုက်ငါအခုချက်ချင်းမင်းအိမ်ကိုရိုက်ခွဲပြစ်မယ်မင်းကအခုခွေးအုပ်ခေါ်ပြီးရှောက်ဟောင်ခိုင်းတာကလွယ်ရင်ဘာလုပ်နိုင်သေးလို့လဲငါမှပတ်စံရှိတယ်တင်မောရှိတယ်မင်းကဘာကောင်းမို့လို့လဲတခင်လေးဟိုင်ဖုန်းပြောတာတော့မဟုတ်သေးပါဘူးချောင်းစိမ့်ကအခုမာရီနာစိတ်ကမ်းမှာပတ်စံအရှာနိုင်ဆုံးတင်မောကပတိန်ပြပတ်စံပဲမြင်တတ်တဲ့ရှမ်းမန်ချမ်းတော်တော်လေးဟုတ်နေတာပဲဝမ်တတန်းနဲ့မင်းကိုဖြုတ်ထုတ်ပြလိုက်တာပေါ့မင်းတို့အိမ်ကလျံအိမ်တော်ကိုပေးစရာရှိတဲ့တင်မောဘိုးအကျွေးတော်မကြည့်တကူမလားအခုခွေအဲ့ဒီတင်မောဘိုးကနှစ်ကုံမှအခြေဆက်မယ်လို့ပြောထားတာလေဗျာအခုအချိန်ကြီးအကျွေးလာမညစ်ပါနဲ့လျံတုံးခွမင်းမလူတွေကိုအကျွေးတောင်းပြီးအကြက်ကင်တက်တဲ့ဒီပညာတစ်ခုပဲကြံတော့တာလားသူမင်းကိုဘလောက်ကျွေးဆက်ဖို့လိုနေလဲဒီနေ့ငါပဲအရင်ရောအတိုးပါမင်းမျက်နှာပေါ်လွှတ်ပစ်ပေးမယ်စိတ်မလောပါနဲ့ဟာမင်းကကန်စာတာအရန်တက်နေတယ်ဆိုမှတော့ပွဲကြီးပွဲကောင်းတပွဲလောက်စောကြတာပေါ့အပြင်ဘက်ပင်လယ်ပြင်ကနဂါးမင်း6လုံဝံကုန်းအောက်ခြေမှာ200ကြီးတက်တန်းရှိတဲ့နဂါးလေးကြီး Dragon တို့ရှိတယ်အဲ့ဒါကိုဆယ်ယူပေးနိုင်ရင်လျံအိမ်တော်စိတ်ကန်းရဲ့လုတ်ပိုင်ခွင့်တစ်ဝက်ကိုမင်းကိုပေးမယ်ရှန်အိမ်တော်ရဲ့အကျွေးကိုလည်းတခါတည်းအကြည့်ဖြတ်ပေးမယ်အထဲမှာတည်သွားလိမ့်မယ်ချောင်းစိမ့်လက်မခံနဲ့နဂါးမင်း6အောက်ခြေမှာဝဲကရက်တွေကြီးပဲတင်မိုးတစ်ဆက်စီးသွားရင်ကိုစီးကပြန်မထွက်နိုင်ဘူးဒါအသက်နဲ့လဲရမယ်ကိစ္စစာချုပ်လက်ခံလိုက်ပြီးအားလုံးအစင်တင့်ပြင်ထားကြ3ရက်နေရင်လာခဲ့မယ်မင်းယူသွားပြီလားနဂါးမင်း6ဆိုတာလူသွားရတဲ့နေရာမဟုတ်ဘူးငါတို့ပတ်စံယူပြီးမြို့ပေါ်မှာအေးအေးဆေးဆေးသွားနေရင်မဖြစ်ဘူးလားဘာလို့လဲနားထောင်စမ်းလျံအိမ်တော်ရဲ့အမြင့်ကဒီစိတ်ကမ်းမှာရှိနေတာသူတို့သာမပြိုလဲတည်း၍ငါတို့ပဲပြပြအနောက်ကနေလိုက်ကိုက်နေကြမှာငါသူတို့ရဲ့အမြင့်ကိုအပြတ်ဖြတ်ပြရမယ်အကိုကျွန်တော်အချို့ဆုံးတကြားလုံးကိုအကိုအတွက်ခြံထားပေးတယ်စားပြီးရင်လောကမှာအတုမရှိအစွမ်းထက်ဆုံးဖြစ်သွားလိမ့်မယ်အကိုပြန်လာရင်ဒီစိတ်ကမ်းမှာအကြီးဆုံးအင်ကြီးစောက်ကြမယ်ကုချောင်းစိမ့်အခုချက်ချင်းရက်လိုက်စမ်းဒီနေ့မင်းရဲ့အစုပ်ပလုတ်တင်မောကိုအပိုင်းပိုင်းပြတ်သွားအောင်ငါဝင်တိုက်ပြမယ်အကိုဖုန်းရှေ့မှာနဂါးမင်း6ရှိတယ်ဗျဝဲကရက်တွေကြီးပဲရှေ့ဆက်မသွားပါနဲ့တော့အရှိန်ပြင်းပြီးကိုယ်လိုက်စမ်းလျံဟိုင်ဖုန်းမင်းကမင်းဖေရဲ့တန်လေးကိုအားကိုးတာကလွဲရင်ဘာတက်သေးလို့လဲကွငါဒီနေ့နဂါးမင်းပြိမှန်ကိုသွားမလို့တက်တိရှိရင်လိုက်ခဲ့လိုက်မြတ်စွာဘုရားရေစည်းကလည်းဒီလောက်တောင်ကျန်းနေရတာလဲငါလေကိုတဆစီဖြစ်အောင်တမင်တက်လုံနေတာလားငါယွန်းတတန်းအကုန်ကြခံပြီးမှရလာတဲ့ဒီအလှည့်ပြောင်းအခွင့်အရေးကိုတော့ဒီလိုရေမြောင်းမှုထဲမှာလုံးဝအပြည့်စည်းမခံနိုင်ဘူးရေအောက်ကဝဲစည်းချောင်းကအရန်တန်တယ်တန်တုံးတွေနဲ့မချိတ်ထားရင်ရေအောက်ခြေအထိလုံးဝမြုပ်မှာမဟုတ်ဘူးငါဒီနေ့ရေအောက်ကကြောက်တုံးတွေကိုပဲအကုန်ကြိုက်ခွဲပြနဂါးကြိုက်ပိုင်းစခါကိုတူးဖော်ပြီးမင်းတို့မျက်နှာကိုလွတ်ထုပြမယ်တွေ့ပြီဒီမှာဖြူဖွေးပြီးလင်းနေတဲ့အကောင်ကြီးပဲဒါကိုရေပြင်ပေါ်ဆွဲတင်နိုင်ုံနဲ့မရပါမိသားစုရဲ့စိတ်ကန်းတစ်ဝက်ကငါလက်ထဲလုံးဝရောက်ပြီထဲဆန်းလာမတိနဲ့ရက်လိုက်စမ်းရေအောက်ကအမီးရှည်တတဝါဆိုးကြီးမင်းနေရမှာတင်ငိမ့်နေစမ်းအခုချက်ချင်းတတိဆွဲပြီးတစ်ဖက်ကိုလစ်လိုက်တော့ငါကြီးပွားမဲ့လမ်းကိုလာမပိတ်နဲ့ငါဆင်းရဲဒုက္ခခံလာရတာနှစ်ပေါင်း20ရှိပြီးဒီနောက်ဆုံးပိတ်သေးရေးရှင်ရေးထုံးကိုတော့ဘယ်ကောင်မှလာဖြေဖို့မစင်စားနဲ့လှည့်စမ်းလေပတ်စမ်းရေအောက်ကကြောက်တုံးခွန်စုပ်ကငါအသက်ထက်ပိုမနိုင်ဦးမလားကွာငါကတော့အသက်တောင်မနှမျောတော့ဘူးရေပေါ်တက်လာပြီးဟဲ့အဲ့ဒါလျံတုံးကွမ်ပဲဒီတခါတော့မင်းညင်းလို့မရတော့ဘူးဖုန်းကော့မြန်ကြည့်လိုက်ဦးဟိုကောင်မသေးသေးဘူးပဲကုန်းဘက်ပေါ်ကအလင်းဖြူတွေလင်းနေတဲ့အကောင်ကြီးကတေချာပေါက်ရာစုနှစ်ချီတက်တန်းရှိတဲ့နဂါးစင်ကမှာပဲတိမ့်တန်းချီတန်တာဟဲ့တိမ့်တန်းချီတန်တာကုချောင်စိမ့်မင်းလိုရွှွန့်ပွက်အိုင်ခဲကလူစင်းရဲကဒီလိုမျိုးချမ်းသာကြောင်းယတနာကိုပိုင်ဆိုင်ဖို့တန်လို့လားကုချောင်စိမ့်အဲ့ဒီကမှာကိုအခုချက်ချင်းငါစီလှမ်းပစ်ပေးစမ်းဟင်းအင်းလို့တလုံးပဲပြောရကြည့်
ငါအခုချက်ချင်းမင်းပေါ်ကနေတင်မောနဲ့ကြိမ်မောင်းသွားဖြစ်မယ်ရေအောက်ကမွေနဲ့တွေအကုန်လုံးအပေါ်တက်လာခဲ့စမ်းဟိုတန်တင်မောရဲ့ပန်ကာကိုမိမိရပတ်ချလဲပတ်ပြီးတေအောင်ငွေနောက်လိုက်စမ်းဘာဖြစ်တာလဲတင်မောကဘာလို့ရက်သွားတာလဲဖုန်းကောရေထဲမှာမွေနဲ့တွေကြီးပဲပန်ကာကိုအကုန်ကိုက်ပိတ်ထားလို့တင်မောဆက်ရှိမရှိတော့ဘူးဝဲကရက်ကကျွန်တော်တို့ကိုကြောက်ဆောင်နေတဲ့ဆွဲသွင်းတော့မယ်ရန်ဟိုင်ဖုန်းမင်းဒီမှာပဲမွေနဲ့တွေကိုအစာကျွေးပြီးကြံခဲ့တော့ငါကတော့ရတနာကိုယူပြီးစိတ်ကန်းကိုပြန်ကမင်းတို့လျံမိသားစုရဲ့လုပ်ငန်းတွေကိုတင်ရတော့မယ်ချောင်းစိမ့်မင်းတကယ်ပဲအသက်ရှင်လျက်ပြန်လာခဲ့တာလားမင်းနဲ့ပတ်သက်လို့တော့စိတ်ချပါငါတို့ဘဝကိုငါအသက်နဲ့လဲပြီးပြန်လဲထူထောင်မယ်လို့ပြောခဲ့ဘူးတဲ့ဒါကြောင့်ပင်လယ်ထဲမှာဘယ်တော့မှအသေးမခံဘူးမန်ချန်စုတိတိကျကျကြည့်လိုက်စမ်းဒါကလျံနှုံးခွေနာမည်တက်ပြီးအလိုရှိနေတဲ့ရာစုနှစ်ချီငကားစင်ကားမှာပဲအိုးဖျားသခင်ဒီခွန်ရဲ့အစင်းကြောင်းတွေရဆိုရင်အ ਨੇ ဆုံးပင်လယ်ရေအောက်မှာနှစ်ပေါင်း100ကျော်တက်တန်းရှိရမယ်ချောင်းစိမ့်မင်းတကယ်ပဲငကားမင်းမြောင်းရဲ့ဘိုးဘေးအကောင်ကြီးကိုအမြင့်ပါမကြံတူးဖော်လာခဲ့တာပဲကုချောင်းစိမ့်ဟိုင်ဖုန်းကောဘယ်မှာလဲငါတို့လျံမိသားစုရဲ့တန်တင်မောကမင်းနောက်ကိုလိုက်သွားတာလေဘာလို့မင်းတယောက်တည်းပြန်လာတာလဲမင်းသားကငါတင်မောကိုတိုက်ခွဲဖို့လုပ်ရင်းနဲ့သူကိုယ်တိုင်ကြောက်ဆောင်ကိုဝင်တိုက်မိသွားတာရာစုနှစ်ချီငကားစင်ကမှာကိုတော့ငါတဝက်ဆယ်ယူလာနိုင်ခဲ့ပြီလုပ်ငန်းလေပတ်ခွင့်ကိုအခုချက်ချင်းငါစီလွှဲပြီးတော့အမေစိတ်ကမ်းမှာငါကပဲစီကမ်းပဲဟေးသူ့ကိုဖမ်းချုပ်ထားစမ်းအဲ့ဒီငကားစင်ကမှာကိုလူယူခဲ့ဘသူကသူ့ဘက်ကနေစကားပြောပေးရဲလဲကြည့်ရသေးတာပေါ့ရန်နှုံးခွေဒီနေ့ဘသူမဆိုရှေ့ကိုခြေတလန်းတိုးရဲကြည့်ငါကိုယ်တိုင်သားနဲ့လေပတ်ကိုအသေးသက်ပြစ်မယ်ငါငကားမင်းမြောင်းထဲမှာအသက်ပါရင်ပြီးလောင်းကြီးထက်ခဲ့တာမင်းတို့တမိသားစုလုံးကိုအဖို့ခေါ်ဖို့လဲမကြောက်ဘူးအကုန်လုံးလက်ရက်လိုက်စမ်းမင်းတို့တွေကဘသူက6စိမ့်ညီကိုရဲ့အမွှေးတပင်ကိုတောင်တို့ရဲလဲကြည့်ရသေးတာပေါ့တထေးကြီးဒါချင်းဒါကကျွန်တော်တို့စိတ်ကန်းရဲ့ကိုကြီးကိုတာကိစ္စပါခမ ्या ကပင်လဲစာစားတောက်ဆိုင်ဖွင့်ထားတာပဲလက်ကိုအဝေးကြီးထိဆက်မလာပါနဲ့အဖိုးတန်ရာစုနှစ်ချီသမုတ်တရားရင်းနှစ်ပိုင်းယတနာပဲအဖိုးတန်လာချီလာညီလေးရာငါ330ရွမ်3တန်းပေးမယ်ဒီပစ္စည်းကိုငါ့ကိုပေးပါတထေးကြီးဒီကောင်ကမယိုးသားတဲ့နီးနဲ့လောင်းကစားကိုနိုင်သွားတာပါဒီပစ္စည်းကမူလကလေးကလျံမိသားစုပိုင်ရမှာရန်နှုံးခွေမင်းကမရှုံးရဲလို့လူလိမ်လုပ်ချင်တာလားဒီနေ့ဘသူမဆိုသူ့ကိုထိရဲရင်မနှက်ဖြန်ကြရင်မင်းတို့လျံမိသားစုရဲ့တင်းမောတွေအကုန်လုံးတန်ဆုပ်ဖြစ်သွားစေရမယ်မန်ချန်စုခမ ्या လျံမိသားစုစီမှာတင်နေတဲ့တင်းမောအဟောင်းဘိုးရထောင်တသိန်းကိုဒီနေ့ရွာသားအားလုံးရဲ့ရှိမှာကျွန်တော်ကိုယ်တိုင်ဆက်ပေးလိုက်မယ်ဒါနဲ့ပတ်သက်လို့ဒီနေ့ကစပြီးချစ်ဦးကငါကူးချောင်စိမ့်ရဲ့မိမပဲခမ ्या အာနာရှိတဲ့လျံမိသားစုစီမျက်နှာလိုမျက်နှာရဖြစ်ဖို့သူ့ရဲ့အိမ်တော်ရေးကိုထပ်ပြီးအတုံးချရဲဦးမလားကြည့်ကြသေးတာပေါ့ငါနဲ့မပြီးဘူးမတ်အိုးမလေးဖျားတခင်ကြီးချောင်စိမ့်မင်းတကယ်ပဲချမ်းသာသွားတာပဲဒီပတ်စံတွေအကုန်လုံးငါအတွက်ပေါ့ဟုတ်လားချစ်ဦးငါတို့အိမ်ပြန်ကြဆန်းစို့အဖေအကုန်လုံးပျက်စီးကုန်ပြီးကျွန်တော်တို့အိမ်ကတန်တင်းမောကကြောက်ဆောင်နဲ့တိုက်ပြီးနစ်သွားပြီးညီကိုတွေအကုန်လုံးအသက်ကဲဘောကွင်းတွေနဲ့မှအသက်မသေးပဲပြန်လဲလွတ်မြောက်လာခဲ့ကြတာမနှဲမလဲအသက်လူပြီးပြန်ပြေးခဲ့ရတဲ့အတုံးမကျတဲ့ကောင်တွေအကောင်းဆုံးတန်လျက်အမာဆုံးတိုက်ကွက်ဦးချိုရဲရှိနေပြီးတော့တောင်းကွဲအပ်နေတဲ့ဒီဇယ်လေးတစ်စီးကိုတောင်မတားနိုင်ဘူးဓာမရွတ်ချံလူမိုက်ကလူခေါ်ပြီးလာနေပြီးငါ350ဝထုတ်ပြီးလူရှာမယ်ဒီညကူမိသားစုကိုစိတ်ကန်းကနေထာဝရပြောက်ွယ်သွားစေရမယ်ပတ်စံအနီးအိတ်ကြီးတွေအများကြီးပဲအကိုရေအောက်ကငကားမင်းကြီးကိုတပြတိုက်လာတာလားဒီပတ်စံဆိုရင်တတိတကြလုံးပိတ်တာပေါင်း1000တောင်ဝယ်လို့ရတယ်ငါအားရင်မနှက်ဖြန်အကိုမင်းကိုမြို့ပေါ်ခေါ်သွားပြီးစေးကူပေးမယ်မင်းကိုတစိတ်ကန်းလုံးမှာအလှပဆုံးအတောက်ပြောင်ဆုံးတို့သမီးလေးဖြစ်စေရမယ်အမြန်ပြေးတော့ရန်နှုံးခွေကပင်လယ်ပြင်ကဓမ္မရွတ်ချံကိုစိတ်ကန်းနဲ့ခေါ်လာပြီးတင်မောနဲ့ကြီးစိတ်ကန်းနဲ့ဝင်လာပြီးအားလုံးလက်နက်တွေနဲ့ဓမ္မရွတ်ချံဆိုတာပင်လယ်ပြင်မှာကုန်တင်တင်မောတွေကိုပဲတီးတန့်တပြလိုက်တဲ့ကောင်မဟုတ်လားရန်နှုံးခွေယူသွားပြီပဲငါမပြေးဘူးသူတို့လက်ထဲမှာကရိယာတနက်တွေပါတယ်မင်းသားနဲ့သွားခုတ်လို့မနိုင်ဘူးမင်းတို့အမြန်ပြေးကြတော့ငါစိတ်ကန်းပတ်သွားပြီးသူတို့ကိုလမ်းလွဲထားလိုက်မယ်မင်းအဖေနဲ့အမေပြီးတော့ရှောင်းမန်းကိုခေါ်ပြီးတောင်ကုန်းနောက်ဘက်ကနေရွာလူကြီးစီသွားရှာချီရန်နှုံးခွေကတော့သူ့နယ်မြေထဲမှာတောင်ဆင်းရဲတဲ့ကောင်လေးတယောက်ကိုမရှင်းနိုင်လို့ငါ့ကိုအထိအကူညီလမ်းတောင်းရတယ်လို့အဲ့ဒီကောင်ကတော်တော်လေးအောက်လန်းနီးဆန်တယ်စမ်းကြယ်တယ်အကိုကြီးချန်ဒီညသူ့ကိုဖမ်းမိရင်လူလို့ရတဲ့ပစ္စည်းအလုံးချန်အကိုကြီးပဲယူလိုက်ပါရှေ့ကိုမီတာ30ဝါလောက်ဆိုရင်အဲ့ဒီကောင်ရဲ့စုပ်ပြတ်တက်နေတဲ့အိမ်ဝင်းပဲသူ့ကိုဖမ်းမိတာနဲ့သူ့အိမ်ကမိမကိုတော့ညီကိုတွေကိုပဲလွှဲပေးလိုက်တော့ဟာဓာမရွတ်ချံမင်းကအသက်ကိုလိုချင်ရင်အိမ်ဝင်းထဲခြံစည်းရိုးကြော်ဝင်နေဖို့မလိုပါဘူးငါဘာသာငါအလိုလျောက်တကားဝအထိလာပေးတာပဲအကိုကြီးချံသူကကူချောင်စိမ့်ပဲမြ мян လက်စဖြောက်လိုက်တော့ဒါပြက်ရနဲ့ချံတောက်ပါချံရန်ဟိုင်ဖုံးမင်းတို့ကငါအသက်ကိုအသေးလဲလိုချင်နေမှတော့ဒီနေ့ဒီပင်လယ်ပြင်ဟာမင်းတို့တကြိုရာမြေပဲဖြစ်ရမယ်တောက်ပါချံမင်းလိုငွေမက်ပြီးအသက်မနှက်မျောတဲ့လူဦးတူကောင်ကဒီနေ့မင်းကိုဒီတေမင်းတမန်အရက်စီတမင်တက်ညှခေါ်လာတာမင်းရဲ့မှောင်ခိုတင်မောကဘလောက်တောင်ကြန့်ခိုင်နေလဲငါကြည့်ရသေးတာပေါ့ကုချောင်ရှမ်းမင်းကစင်းရဲမွဲတေနေတဲ့ကောင်ပဲဘာလို့ပြေးနေတာလဲစောကကုန်းပေါ်မှာတုန်းကတော့အကျယ်ကြီးအော်ဟစ်နေခဲ့တယ်မဟုတ်လားအခုရက်ပြီးအသေးခံဆန်းဟိကောင်တွေ
တက်သွားပြီးသူ့ကိုဆွဲထားကြဆန်းဖြစ်ကြဟာဟောချမ်းမင်းမှာလက်နက်တွေဘလောက်ပဲရှိငါရဲ့ရေဝဲကောင်ကြီးတွေလောက်များလို့လားကြည့်လိုက်စမ်းကုချောင်ရှမ်းမင်းပါအတတ်ပညာတွေသုံးလိုက်တာလေသူ့ကိုအမြန်လွတ်ခိုင်းစမ်းလျံမီသားစုစီကရတဲ့ငါတန်းလုံးမင်းကိုပဲပေးလိုက်တော့မယ်မင်းတို့ကလျံမီသားစုစီကပတ်စံကိုယူပြီးငါတို့တမီသားစုလုံးရဲ့အသက်ကိုလာနှုတ်ကြတာပဲဒီနေ့ဟာမင်းတို့အားလုံးရဲ့လမ်းဆုံးပဲလျံသုံးခုပဲမင်းပတ်စံအများကြီးအကုန်ကြခံပြီးပစ်ဖိတ်ထားတဲ့တေမင်းကိုငါကလွတ်လိုက်ပြီးနောက်တစ်လဲကတော့မင်းတို့လျံမီသားစုအလှဲ့ပဲမင်းကတကယ်ကိုရင်းနှီးမြုပ်နှံရတာပဲဒီဓာတ်ချက်တစ်ချက်နဲ့ခေါင်းဖြတ်တာကဆိုတဲ့ဒေါသဖြေငါတန်းကိုတော့မင်းတို့လျံမီသားစုကငါ့ကိုကြိုတင်ပြီးတောင်းပန်တဲ့အလျော်စားလို့ပဲသဘောထားလိုက်မယ်တောက်ပါချံတညလုံးသွားတာဘာလို့အကြောင်းပြန်မလာသေးတာလဲအဖေစိတ်ချပါအဲ့ဒီစင်းရဲသားကောင်တွေအားလုံးပင်လယ်တွေကငါးစာဖြစ်သွားတော့ပါပြီရန်သုံးခုပဲမင်းမျက်လုံးကိုတေချာဖွင့်ပြီးကြည့်လိုက်စမ်းဒါတောက်ပါချံရဲ့တနက်ပဲသူနဲ့တချွန်းတို့အားလုံးပင်လယ်အောက်ခြေကိုရောက်သွားကြပြီပင်လယ်ရေအောက်ရောက်သွားတာပေါ့မင်းက355တန်းပေးပြီးငါမိသားစုတစုလုံးရဲ့အသက်ကိုဝယ်ခဲ့တာအခုတော့မင်းတို့လျံမိသားစုစီကအကျွေးပြန်တောင်းရမယ်အလှည့်ရောက်ပြီးလောင်းကြီးထက်ရင်ရှုံးတာကိုလက်ခံရမယ်ဒီသုံးမကြတဲ့ကောင်ကိုခေါ်ပြီးစိတ်ကန်းကနေအမြန်ဆုံးလစ်လိုက်တော့လျံမိသားစုပိုင်ဆိုင်မှုရဲ့ထက်ဝက်ဟာဒီနေ့ကစပြီးငါအပိုင်ပဲချောင်စမ်းကြီးလေးအကိုကြီးနဲ့ငါဆရာတို့မင်းဘက်ကနေမမရက်တီပေးဖို့လာပြီဒီနေ့ဒီစိတ်ကမ်းမှာမင်းကိုဘသူကလူမိုက်ဆက်ဆန်လာကလင်ကျဲရဲလဲဆိုတာငါကြည့်ချင်သေးတယ်ရန်တုံးခုဘက်ကမနေ့ကလေးကလက်မှတ်ထိုးလက်ပွေနှိပ်ခဲ့ပြီးဒီနေ့လျံမိသားစုရဲ့စိတ်ကမ်းကဆိုင်တွေနဲ့အဝယ်တိုင်းထက်ဝက်ကိုငါလာသိန်းတာမင်းမကြည့်နဲ့ရင်တော့အောက်ခံထားလိုက်မင်းလူငါပြီးလူတက်ခိုင်းတဲ့ကိစ္စကိုငါကအကောက်မရှင်းရသေးဘူးမင်းတို့ဒါအတင်းအဓမ္မလူယူနေတာပဲငါတို့လျံမိသားစုဒီစိတ်ကမ်းမှာလုတ်ကင်လာတာနှစ်ပေါင်း30ရှိပြီးဘာအကြောင်းနဲ့ငါရဲ့လုပ်ငန်းအင်ပါယာကိုလာလူရတာလဲငါမကြည့်နဲ့ဘူးချောင်ဆန်းမင်းအသက်ပြင်းမှန်းကတိနေတာပဲနောက်ကြရင်မင်းကဒီစိတ်ကမ်းရဲ့အကြီးဆုံးတထေးကြီးဖြစ်ပြီပေါ့နောက်ဆိုစိတ်ကမ်းရဲ့စီကမ်းတစ်ကိုငါပဲတတ်မှတ်မယ်ဘယ်သူမဆိုဈေးနေပြီးတန်ငါတွေကိုထနှိပ်ဆက်ရင်အင်းရဲ့ဆိုင်ကမ်းကိုငါကိုယ်တိုင်ရိုက်ခွဲပစ်မယ်လျံမိသားစုပြိုလဲသွားပြီဆိုတော့ဒီနေ့မျိုးလဲသွားပြီးမင်းအတွက်အကြီးဆုံးရွှေလက်ဝဲရတနာတွေဝယ်ပေးမယ်ချောင်ဆန်းကြီးလေးစိတ်ကမ်းကိစ္စတွေအားလုံးပြတ်သွားရင်ငါတို့ကျင့်ချံမျိုးမှာအကြီးဆုံးပင်လယ်စာစားတောက်ဆိုင်ကြီးတော်ဖွင့်ကြစို့တခင်လေးဟိုင်ဖုန်းမင်းယူနေလားလျံမိသားစုကိစ္စတွေကငါနဲ့ဘာမှမဆိုင်ဘူးလေဘာလို့ငါ့ကိုဒီလေးပေါ်ခေါ်လာရတာလဲအဖိုးကြီးမင်းသမီးကိုကူးချောင်ဆန်းစီပေးစားခဲ့လို့တာမဟုတ်ရင်ငါတို့လျံမိသားစုဒီနေ့လိုအခြေအနေမျိုးအထိဘယ်ကြဆင်းပါမလဲအကိုစုမြန်ပြရအောင်ကူးချောင်ဆန်းရဲ့လက်အောက်မှာအခုလူတွေအပြည့်ပဲငါတို့ကိုတွေ့သွားရင်သိပြီပါဇက်ပိတ်ထားဆန်းရန်ဟိုင်ဖုန်းငါတယောက်ထဲလာခဲ့တယ်မင်းလိုချင်တဲ့ပတ်စံလဲငါယူလာပေးတယ်မန်ချမ်းအဖိုးကြီးကိုအခုချက်ချင်းလွတ်လိုက်ဒီတက်တာထဲမှာငွေသား2တန်း30ရှိတယ်မင်းဒီပတ်စံကိုယူပြီးဒီပြည်နယ်ထဲကနေချက်ချင်းလက်တော့ဒါမှခွေးသက်ရှိမှာချောင်ဆန်းကဲပါဦးဒီအယူကတကယ်လူတက်မဲ့ကောင်မင်းအသက်ကိုငါယူရမယ်မင်းကတော့လေဒီအယူကတကယ်လူတက်မဲ့ကောင်ကမင်းအသက်ကိုငါယူရမှာဖြစ်မယ်ပိန်သေးလေးထဲမှာရှိတဲ့ဓာတ်ဆီတွေအကုန်လုံးသွားပြီးရှို့ဆန်းဟာဒီနေ့မင်းတို့2ယောက်လုံးကိုဒီစုပ်ပြတ်တက်နေတဲ့စိတ်ကမ်းမှာအရှင်လက်လက်မိမြိုက်တက်ပြင်မယ်ဖူကောအကိုဖူးရေကူညီပါဦးဘာဖြစ်တာလဲရေထဲမှာဘာကြီးလဲဦးချန်စိန်မင်းဘာလုပ်လိုက်တာလဲရန်ဟိုင်ဖုန်းငါပြောပြီးပြီလေရေဆက်မှာဆိုရင်ငါကအရှင်တခင်ပဲလက်ဝါးကောင်ကြီးရေဘဝဲကြီးဒီလေးကိုအဆအနှဖြစ်အောင်ဆွဲပြစ်ပစ်လိုက်စမ်းမင်းမှာတုတ်ပြန်ဖို့နီလန်ရှိသေးလားဦးချန်စိန်ငါမသွားတယ်သူ့ကိုဖယ်ခိုင်းပေးပါငါမသေးချင်သေးဘူးအော်ဟစ်မနေနဲ့တော့အချုပ်ထဲရောက်မှပဲအာရပါရအော်တော့ရဲတိုင်ထားပြီးမင်းလူမိုင်းငါပြီးလူနာကျင်အောင်လုပ်တဲ့အမှုအတွက်မင်းဘဝရဲ့လက်ကျန်တစ်ဝက်ကိုထောင်တိုင်တဲ့နောက်မှာပဲဖြည်းဖြည်းချင်းတွက်ချက်ရုံပဲရှိတော့တယ်ဒါဘယ်ကရောက်လာတာလဲကားစီးသားကိုမထိနဲ့တွင်းကုန်ကားကွာစီးတစ်ကွက်လောက်ကွာသွားရင်တော့မင်းရော်နိုင်မှာမဟုတ်ဘူးမျက်လုံးကိုတိတိကျကျဖွင့်ကြည့်စမ်းငါကကားလာဝယ်တာဒီကားက3တန်းတန်နဲ့အခုချက်ချင်းယူမယ်စာရွက်စာတမ်းတွေအမြန်လုပ်ပြီးတာနဲ့မင်းချက်ချင်းထွက်သွားတော့မျက်စိမရှိတဲ့ကောင်ဒါကစိတ်ကမ်းမှာငါနဲ့အတူတီဖို့တီဖက်ဖြစ်ခဲ့တဲ့ညီကူကွာမင်းကဘာမို့လို့လာပြီးအော်ဟစ်ငောင်ငန်းနေရတာလဲလူကြီးမင်းတို့2ယောက်လမ်းမလာတာထင်တယ်ဒီနေရာကအစ်မြင့်ပီလာအိမ်ယာဆောင်ပြဘဲကမှန်းမသိတဲ့ခွေးလေးခွေးလွင်းတွေဝင်ကျင်တိုင်းဝင်လို့ရတဲ့နေရာမဟုတ်ဘူးမင်းတို့ပြည်နယ်မြို့တော်ကအယောင်းဝန်ထမ်းတွေကတော့တပုံစံနဲ့ပဲငါဒီနေ့ဒီမြေပုံပုံစံငယ်ရဲ့အလဲဘဟုအကြဆုံးကပင်လယ်မြင်ကွင်းရအိမ်ကိုပဲသဘောကျတယ်လျှို့ဝှက်နံပါတ်36လုံးအပြည့်ဆွဲပဲပတ်စံအကုန်ချက်ချင်းရှင်းမယ်စာချုပ်မှာငါစနီးစန်းကြည်ရဲ့နာမည်ကိုဓာတ်ရိုက်ရေးလိုက်ဒီနေ့ပဲတော့ယူပြီးတက်နေမယ်ရွှေဆွဲကြိုးကြီးကြီးနဲ့တထေးကြီးကစီကံမတိဘူးပဲကြေးလက်စိတ်ကန်းကခြေထောက်မှာရွှွနေပေးနေတဲ့ရွှွလုံလူတန်းစားနဲ့ပေါင်းပြီးတော့ပြည်နယ်မြို့တော်မှာပထမတန်းစားအဆောက်အဦကြီးတစ်ခုဖွင့်ကျင်နေတာလားဒီပြည်နယ်မြို့တော်မှာငါကပဲစီကံပဲမင်းကဘာကောင်းမို့လို့ဒီနေရာမှာလာပြီးဆရာကြီးလုပ်နေတာလဲဘယ်သူရဲတားတဲ့ကောင်ကိုအပြင်မောင်းထုတ်လိုက်စမ်းကောင်လေးတေချာနားထောင်ထားပင်လယ်ပြင်ပလမ်းကြောင်းအားလုံးကိုတင်မောတင်းစီလွှဲပေးရမယ်ဟိုတယ်ရဲ့ရှယ်ယာတစ်ဝက်ကိုငါယူမယ်မတဘောတူရင်မင်းရဲ့ဒီဟိုတယ်ဒီနေ့ပဲအပြည့်စည်းပုံဖြစ်သွားစေရမယ်ဟဲ့လူတွေဒီနေ့ဆိုင်ရဲ့တံမိုးအကြီးဆုံးပစ္စည်းအလန်းစားတွေကိုထုတ်ခဲ့စမ်းပြည်နယ်မြို့တော်ကအမြင်မရှိတဲ့တောသားတွေမျက်စိပွင့်သွားအောင်ပြလိုက်စမ်းအာအမေကြီးဒါကအပြာရောင်တောင်ပန်တူနာငါးနဲ့ရွှေရောင်ကြောင်ငါပဲဒါတွေကဒဏ္ဍာရီတဲကပင်လယ်နဲ့မင်းကြောက်ဆောင်ရဲ့ပူဇော်တက်ကာတွေပဲမဟုတ်လား
ဒီနေ့ကစပြီးဒီလိုထိတ်တန့်ပစ္စည်းတွေကငါရဲ့စီးမြင်တိုင်းပဲတွားရမယ်မကျင်နဲ့ရင်စမ်းကြည့်လို့ရတယ်တထေးကြီးကတကယ်ကိုလူငယ်သူရဲကောင်းပဲခေါင်းနှလုံးပါတူနာငါးနဲ့ရွှေကိုတဲ့ကြောင်ငါးတွေရှိတယ်လို့ကြားတယ်ငါတိမ့်တဲ့တူည30တန်းနဲ့အကုန်လုံးတိမ့်ကျုံဝင်မယ်တထေးကြီးကကျွန်တော်မသွားပါတယ်ကျွန်တော်မျက်စိမရှိခဲ့လို့ပါနောက်ကုန်တဲ့တင်းကတထေးကြီးရဲ့အမိတ်တိုင်းပဲနာခံပါမယ်ညီကိုချောင်ရှန့်အားရစရာပဲတစ်ဖက်လူကိုလုံးဝဖိနှိပ်ထားနိုင်ခဲ့ပြီးဗီလာဘက်မှာမင်္ဂလာပွဲအတွက်အားလုံးပြင်ဆင်ပြီးသွားပြီးနာမည်ကြီးလုပ်ငန်းရှင်ကြီးတွေအားလုံးမင်းရဲ့မင်္ဂလာဝိုင်တောက်ဖို့စောင့်နေကြတယ်ချောင်ရှန့်ငါရဲ့တမက်ကောင်းလေးရဲ့ငါပဲမျက်စိကန်းခဲ့လို့မင်းကတကယ်ငကားမင်းကြီးဝင်စားမှန်းမသိခဲ့တာဒါကအစပဲရှိသေးတာပါငါကုချောင်ရှန့်နောက်ကိုလိုက်ရင်ဘယ်ကောင်းကင်ကမှငါတို့ကိုဖိနှိပ်ထားလို့မရစေရဘူးချောင်ရှန့်မင်းတကယ်လုံနိုင်ခဲ့ပြီပဲငါတို့ကိုအနိုင်ကျင့်တဲ့သူတွေအားလုံးကိုမင်းချီဘွားအောက်မှာနင်းချီပစ်လိုက်ပြီမကြီးကဒီနေ့တိတ်လာတာပဲအကိုကျွန်တော်တို့ဘယ်တော့တင်မောကြီးစီပြီးပင်လယ်ဘီလူသွားတိုက်ကြမလဲပင်လယ်ကြီးကအကျယ်ကြီးပါနောက်ဆိုမင်းကြီးလို့မကုန်နိုင်တဲ့အရာတွေအများကြီးရှိသေးတယ်